မောင် flash 1 second ခင်မီ player 3ယောက်ကျန်သေးတယ်3ယောက်လုံးကတော့ဒါတကယ်ကိုလုံးဝလက်ဆန္ဒလာတော့အားလုံးသိတဲ့အတိုင်းပဲ flash ကိုလည်းလက်ရှိ PUBG Mobile မှာဒါလုံးဝဆောင်းဝမ်းကျန်းတဲ့ entertainment stream မှာလည်းဖြစ်တယ်ပေါ့နော် flash တော်တော်များများ TV ဒါဝိုင်းတော့ဒါမောင်1 second ပြောရမလို့ကောင်းမှု DJ F4 တာ Angel အောင်မှာ Win Pro ဒီနေ့လေးပြုတ်ချသွားပြီဗျ1 second ဘာလုံးလဲကားနဲ့ပဲချက်ချင်းပဲကျွန်တော်တို့တက်ပြီးတော့ပဲကေးကိုကျွန်တော်တို့ကောင်းမဲ့ပုံတော့ရှိတယ် Okay ခင်မီ1 second flash နောက်တဲ့ grenade တစ်လုံးထပ်ပြီးတော့လွတ်တင်ဖို့တော့ကြိုးစား1 second okay flash browser ကြီးနဲ့ရောက် level 3 have level 3 fast နဲ့ပဲ okay မြန်မာအသင်းနှစ်သင်းကတော့တွေ့ပြီအဲ့တော့တင်းစိုးအနေနဲ့မလေးရှားအသင်းကိုအပြတ်ဖြတ်ဖို့ကြိုးစားနေတဲ့အချိန်မှာတော့တပ်ပါတီအနေနဲ့နောက်ထပ်ကျွန်တော်တို့ကအသင်းတစ်သင်းဖြစ်တဲ့ goal အိုးရောင်ရင်ရှော့ပြီဗောအဲ့ကောင်မလေးရှော့ပြီနော် open ရောင်ရင်ကင်မီကြီးတော့ကုန်သွားခဲ့ပြီအတုံးမလားဘိုးသရှင်တော့ထောင်းချောတော့ရွှေ့နေတယ်တုံကောကားနဲ့ပဲတဲပဲတိုးလာခဲ့နောက်မှာတော့ face to face နေထားမှာတော့ကင်မီတိုးဝင်လာခဲ့တုံးမလားကိုအပါပါပေါ်ပြီးထားခဲ့နောက်မှာတော့ဆာစီတွင်းပြင်းနေကြရင်ကာဘာလီယူတိုင်းနဲ့ပဲဖန်စိတ်တွေထိုးနေတယ်ကြောင်ဘာဘီကွာဟုတ်တာတော့တင်းစိုးကတော့ဝင်းနေချစ်တဲ့တင်တာယူသွားပြီဗျာနော်ဒီပုံစံတိုင်းဆိုတော့ easy ဖြစ်သွားတယ်မလွယ်တော့ဘာလို့လဲ1 second ကြံသေးတယ် mouse flat ကြံသေးတယ်ဆိုတော့ဒါ2 ပုံစံမျိုးကမလွယ်တော့ဘူးဟိုဘက်က button H gaming position လည်းတည်ထားတယ်ညီမအသင်းက player လေး team coach ကညီမလေးရင်းရဲ့ position လည်းသူမြင်လာရဲဆိုတော့ကြံရှိနေတဲ့ player 3ယောက်ကလည်းကျွန်တော်တို့ဒါ1 second mouse flash gaming ဒီ player 3ယောက်ကြံတာဖြစ်တဲ့တော့သူတို့အနေနဲ့ဘာမှလုပ်လို့မရတော့ဝင်းနေချစ်တဲ့တင်တာတော့ဒါ team ဆိုကတော့ white သွားပြီဗျာတင်းနေတယ်ဝင်နေချီကန်တင်တာလေးကိုတော့တာကြီးတို့တင်းစိုးကသိမ့်ပဲဝိုင်းလားတော့ပါဝင်ရှင်ပြိုင်နေတဲ့ကျွန်တော်တို့က creator တွေကတော့မြန်မာနိုင်ငံဖိလစ်ပင်းမလေးအင်ဒိုနီးရှားထိုင်း၅နိုင်ငံကနေကျွန်တော်တို့က creator တွေရှင်ပြိုင်နေတဲ့ကျွန်တော်တို့က promotion PUBG Mobile promotion ပွဲလေးဖြစ်ပါတယ်ခင်ဗျာနော်လက်ရှိကျွန်တော်တို့ကသင်းထိခိုက်တွေ့နေတဲ့အနေအထားမှာကျွန်တော်စော်မိုက်ကလာမှာသုံးသက်ပြခဲ့သလိုပဲရင်းအနေနဲ့လှုပ်လို့တော့မရတော့ဘူး1 second ထောက်ထားတယ် vision လည်းမြင်နေခဲ့နောက်မှာတော့ရင်းတော့ကျွန်တော်တို့ကဇုံကတော့ pressure ရှိနေခဲ့နောက်မှာတစ်ဖက်က1 second တော့ဘာလဲနဲ့ short ပေးရတယ်ဗျာနော်မှန်တကယ်ပြစ်လို့ရတယ်ဒါဘာမှမလုပ်ဘူးအပျော် entertainment ပွဲလေးဖြစ်တဲ့အတွက်ကျွန်တော်တို့က short ပေးရတယ် okay မောင် flash okay ဟုတ်တယ်ဟုတ်လားအပျော်ပွဲဆိုတော့ဗျာ short ပေးတာအစောကြီးကသူပြစ်လို့ရမှာမဖြစ်ဘူးတော့ဝါငယ်နောက်မှာအမေ flash ကလုံတယ်နော် flash ကလုံတာနော် flash ကလုံတယ်နော်မဖလက်ကလုံးတယ်နော်မဲထမ်းပြီးပျော်နေတာသူကိုပြောပါတယ်အစောကြီးကသူတို့ချစ်ကန်ရတယ်ဗျာသိလားအစောကြီးကသူတို့အနေနဲ့ချစ်ကန်ရတယ်ပလီယာရဲ့ vision လည်းမြင်တယ်ဒါပေမဲ့ကိုမြန်မာချင်းတည်ရမှာအတင်းချင်းဖြစ်တဲ့အတွက်သူတို့အနေနဲ့ဘာမှအရန်ကြီးထွေထူးမလုပ်ဘူးရှော့ဝေးရတယ်သိရမလားဘယ်ဘက်ချမ်းအနေနဲ့1 second ထောက်ထားရဗျာညာဘက်ချမ်းမှာလည်းကီမီနဲ့ flash က position ကိုတည်တယ်ဒါပေမဲ့နည်းနည်းလေး short ပေးထားရပါတော့ entertainment ပွဲဆိုတော့တည်ရတိုင်းပဲ